လာပါရှင်။တနင်္လာနေ့သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်။ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိုဝဲနဲ့မြေထောင်ကအကျဉ်းသား10ဦးလွတ်မြောက်လာတဲ့သတင်း။လောင်းလုံးမြို့နယ်တဘောစိတ်ရွာမှာနေရင်3ဆောင်မီးလောင်ပျက်စီးတဲ့အခြေအနေ။ဒိုဝဲမြို့အဝင်ဂိတ်တွေမှာတရက်အတွင်းလူငယ်10ဦးအတ္တမစစ်မှုထမ်းဆူဆောင်ခံရတဲ့အကြောင်း။ဒိုဝဲမြို့ကားလမ်းပြန်ပိတ်ပြီးကားရချီပိတ်မိနေတဲ့သတင်း။တဝက်တပိတ်ကော်မတီဝင်တဦးနဲ့ဒေါင်းနဲ့အဖွဲ့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်လိုက်တဲ့အကြောင်းစားတဲ့တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တဝက်နဲ့မြေအကျဉ်းထောင်ကလွန်ငင်းခွင့်နဲ့ဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာအကျဉ်းသားအကျဉ်းသူ10ဦးလွတ်မြောက်လာပါတယ်။ဒီသတင်းကိုဒိုဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ဒိုဝဲနဲ့ပိတ်ကျင်းတောင်တွေကလွန်ငင်းခွင့်နဲ့ဒီနေ့နိုဝင်ဘာလ29ရက်နေ့မှာအကျဉ်းသားကျင်းသူ10ဦးလွတ်မြောက်လာတယ်လို့နိုင်ငံရေးကျင်းသားအတိုင်ဝိုင်းနဲ့စေဝစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒိုဝဲအကျဉ်းထောင်မှာအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်း5ဦးလွတ်မြောက်လာတယ်လို့ဒိုဝဲအကျဉ်းထောင်ရှိမှာတွားရောက်စောင့်ကြည့်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တို့ကပြောပါတယ်။ဘေးထောင်မှာလည်းမျိုးသား2ဦးနဲ့အမျိုးသမီး4ဦးစုစုပေါင်း5ဦးလွတ်မြောက်လာတယ်လို့စေဝစုပြန်ကြားရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကော့တောင်အကျဉ်းထောင်မှာတော့လွတ်လာတဲ့သူရှိမရှိမသိရသေးပါဘူး။စစ်တပ်တပ်ကြီးဥပဒေပုံမှာ905ကကြီးနဲ့ထုံတန်းချမှတ်ခံထားရသူ3000ကျော်ကိုပြစ်ဒဏ်လွန်ရင်ခွင်ပြစ်ဒဏ်လွန်ရင်တက်တာခွင်နဲ့ပြန်လှုပ်ခဲ့တယ်လို့ရသတပ်ကြီးဥပဒေပုံမှာ905ကကြီးနဲ့အမှုဖွင့်ခံထားရသူ9580ဦးကိုလေစစ်ကော်မရှင်ကအမှုပိတ်သိမ်းခဲ့ပါတယ်။မကြာမီကျင်းပမဲ့ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်အခုလိုလှုပ်ပေးတာဖြစ်တဲ့အပြင်စစ်အာဏာသိမ်းမှုကိုစတင်ပြီးနောက်တစ်ကြိမ်ထပ်ကျူးလွန်ရင်အခုလက်ကျန်ပြည်ထောင်တွေကိုပါထပ်မံကြခံရမယ်ဆိုတဲ့ကန့်သတ်ချက်ကိုလည်းစစ်ကော်မရှင်ကထည့်သွင်းထားပါတယ်။လောင်းလုံးမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုတဘောစိတ်ကျေးရွာမှာနိုဝင်ဘာလ29ရက်နေ့ဒီကနေ့မနက်ပိုင်းကမီးလောင်မှုဖြစ်ပြီးနေရင်3ဆောင်ပျက်စီးသွားပါတယ်။မနက်7:00နာရီခွဲလောက်မှာတဘောစိတ်ကျေးရွာမှာရှိတဲ့အောင်ချမ်းသာရုပ်ကကနေရင်တဆောင်ကနေမီးစတင်လောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။မီးစလောင်တဲ့အကြောင်းအရင်းကိုတော့တည်တည်ချာချာမသိရသေးပါဘူး။မီးလောင်မှုကြောင့်နေရင်3ဆောင်မီးလောင်ပျက်စီးသွားပြီးလူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့မိငိမ့်တက်ရမှာပါဝင်ကူညီဆောင်ရွက်သူတို့ကပြောပါတယ်။မီးလောင်မှုကိုတဘောစိတ်ကျေးရွာမိသက်အဖွဲ့မမခန့်ကျေးရွာမိသက်အဖွဲ့နဲ့ဒေသခံတွေပူးပေါင်းညှိတက်ခဲ့ရာနေ့လယ်12နာရီခွဲလောက်မှာမီးထိန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ပင်လယ်ကမ်းခြေနားမှာရှိတဲ့အောင်ချမ်းသာရပ်ကွက်မှာလူနေအိမ်100နီးပါးရှိပြီးဒေသခံအများစုကပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့အသက်မွေးကြတာပါ။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကလည်းတဝယ်မြို့ပေါ်မှာလျှက်စစ်ဝါယာရှော့ဖြစ်ရာကနေမီးလောင်မှုဖြစ်ပြီးနေ2ဆောင်မီးလောင်ပျက်စီးခဲ့ပါတယ်။နိုဝင်ဘာလ22ရက်နေ့တရက်ထဲမှာပဲတဝယ်ခရိုင်အတွင်းအတ္တမစစ်မှုထမ်းဆူဆောင်ခံရသူ10ဦးရှိပါတယ်။ဒီသတင်းကိုဒွဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ဒဝဲခရိုင်တွင်နိုဘာလ22ရက်နေ့တရက်တည်းမှာပဲအာဓမစစ်မှုထမ်းဆူဆောင်ခံရသူ10ဦးရှိတယ်လို့မြို့ခံခီးသွွားတွေစစ်မှုထမ်းဆူဆောင်ခံရသူတို့ရဲ့မိသားစုဝင်တွေနဲ့နှိစက်သူအချို့စီကသိရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်6နာရီကစလို့ဒိုဝဲမြို့အဝေးထွက်ဂိတ်တွေဖြစ်တဲ့ကမြုပ်ငီးတရားနဲ့ပေါက်တိုင်းတရားစစ်ဆေးဂိတ်တွေမှာလောင်းလုံးနဲ့တရချောင်းမြို့နယ်တွေကနေဒိုဝဲမြို့ကိုလာတဲ့ဒေသခံခီးသွွားလူငယ်မျိုးသားတွေကိုအာဓမစစ်မှုထမ်းဆူဆောင်ဖမ်းဆီးခဲ့တယ်လို့ဒေသခံခီးသွွားအချို့ကပြောပါတယ်။ကမြုပ်ဂိတ်တရားစစ်ဆေးဂိတ်မှာလူငယ်4ဦးနဲ့ပေါက်တိုင်းတရားစစ်ဆေးဂိတ်မှာလူငယ်4ဦးဖမ်းဆီးပြီးစစ်မှုထမ်းဆူဆောင်ခဲ့တာဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိသားစုနဲ့နှိစက်သူအချို့ကဆိုပါတယ်။အဲ့ဒီလူငယ်10ဦးထဲကအများစုဟာဒိုဝဲမြို့ပေါ်မှာနေစာအလုပ်သွားလုပ်ကြမဲ့သူတွေဖြစ်ပြီးတချို့ဟာရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့စုံစမ်းသိရပါတယ်။စစ်မှုထမ်းပြင်ဖမ်းဆီးစုဆောင်ခံရတဲ့အကြောင်းကိုတော့အဲ့ဒီလူငယ်တွေကသူတို့ရဲ့မိသားစုဝင်တွေစီကိုဆက်သွယ်ကြောက်ကြတာကြောင့်သိရတာဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်အချို့ရဲ့မိသားစုဝင်တွေနဲ့နှိစက်သူတဦးကပြောပါတယ်။ကမြုပ်ကေတရာစစ်ဆေးဂိတ်မှာအခုနှစ်ဇူလိုင်လကစပြီးနိုဝင်ဘာလအထိ9လအတွင်းစစ်မှုထမ်းဖြစ်အာဓမဖမ်းဆီးစုဆောင်ခံရသူလူငယ်35ဦးထက်မနည်းရှိလာတယ်လို့ဒရဝတ်ကပြုစုထားတဲ့မှတ်တမ်းတွေအရသိရပါတယ်။ဒါအပြင်စဲနာရှိတဟာနိုဝင်ဘာလ10ရက်နေ့မှာလဲဒိုဝဲမြို့ပြင်မှာလူငယ်12ဦးကိုအာဓမစစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခဲ့ပါသေးတယ်။စဲနာရှိတကစစ်မှုထမ်းတင်တဲ့အမတ်စဉ်19ကိုမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တည်တည်ရဲ့တင်တန်းကျောင်းတွေမှာနိုဝင်ဘာလ18ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ
။တဲချောင်းမြို့နယ်ဒဝဲမြစ်ကားလမ်းပိုင်းပြန်ပိတ်နေပြီးကားရချီနဲ့ခရီးသည်တွေလမ်းမှာပိတ်မိနေပါတယ်။နိုဝင်ဘာလ24ရက်နေ့ကဒဝဲကနေမြင်းမြို့ကိုဆင်းမဲ့ကားတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်စနစ်လက်အောက်ခံတပ်ဖွဲ့ကလမ်းပြန်ဖွင့်ပေးခဲ့ပြီးနိုဝင်ဘာလ25ရက်နေ့မှာမြင်းမြို့ကနေဒဝဲကိုတပ်မဲ့ကားတွေကိုဖျက်ဆီးခွင့်ပြုခဲ့တာပါ။နိုဝင်ဘာလ26ရက်နေ့မှာတော့လမ်းပြန်ပိတ်လိုက်တယ်လို့သိရပါတယ်။ဒါကြောင့်မင်းတပ်ဝဲရိပ်ကမြန်ရွာအထိ3မိုင်လောက်ရှိတဲ့လမ်းတစ်လျှောက်မှာကုန်တင်ကားတွေနဲ့ခရီးသည်တင်ကားတွေပိတ်မိနေပြီးဒေသခံတွေကထမင်းဟင်းချက်ပြုတ်ကျွေးမွေးလှူဒန်းခဲ့ရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကတည်းက KNL တရင်စနစ်ကတရချောင်းကနေပလောက်အထိလမ်းပိုင်းကိုရဲအကန့်အသတ်မရှိပိတ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလိုပိတ်ထားတဲ့ကာလမှာခဏတစ်ဖြုတ်ပဲလမ်းဖွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ16ရက်နေ့ကနေ24ရက်နေ့မနက်အထိလမ်းကြောင်းလုံးဝဖွင့်မပေးဘဲ9ရက်ကြာနေပါပိတ်ဆို့ထားတဲ့အတွက်စားတောက်ကုန်ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်လို့ကုန်တင်ရင်လုပ်ငန်းလုပ်သူတွေစီကသိရပါတယ်။ကုန်စည်ပို့ဆောင်သူတချို့ကတော့ကုန်ဆုံးရှုံးမှာကိုစိုးရင်လို့ငွေကြေးကုန်ကြများတဲ့စပီးပုတ်ငှားရမ်းပြီးရေချောင်းနဲ့ပို့ဆောင်နေတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲအမှတ်8ပြည်အောင်စုကားလမ်းကိုလုံးဝဖျက်ဆီးခွင့်မပေးဘဲပိတ်ထားတဲ့အပေါ်ခရီးသည်တွေကားသမားတွေနဲ့ဒေသခံတွေကြားဝေဖန်မှုမြင့်တက်နေပါတယ်။ဒဝဲမြစ်ကားလမ်းပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး KNL တရင်စနစ်တရင်မှုနဲ့ KNU တမဟာလေးမြေဒဝဲခရိုင်အတွင်းမှုဘဒိုစောအန်နာကိုဒဝဲဝက်ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ဒဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ရဲ့ကော်မတီဝင်တဦးနဲ့ကျွန်းစုမြို့နယ်ကဒေါင်းနက်အဖွဲ့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေပုံမှန်တွေနဲ့တရားစွဲထားပါတယ်။ဒီသတင်းကိုဒဝဲဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ဒဝဲခရိုင်ဒီမိုကရေစီလှုပ်ရှားမှုတပိတ်ကော်မတီ DDMFC ရဲ့ကော်မတီဝင်တုံးနဲ့ကျွန်းစုမြို့နယ်ကတောင်းတဲ့အဖွဲ့တို့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်တွေနဲ့တရားစွဲထားပါတယ်။နိုဝင်ဘာလ9ရက်ကဗိတ်တိုကာလန်ပိုင်တည့်ချောင်းမြို့နယ်တနေရာမှာစစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဆက်ကျင်းကြောင်းလမ်းမပေါ်စာရေးဆန္ဒဖော်ထုတ်ခဲ့တဲ့တပိတ်ကော်မတီဝင်ကိုကျော်ကိုကြမ်းဖက်ဆိုပြီးဆွဆွဲကရွေးကောက်ပွဲဥပဒေပုံမှန်တွေနဲ့တည့်ချောင်းမြို့မှာရဲစခန်းမှာအမှုဖွင့်ထားခဲ့တာပါ။နိုဝင်ဘာလ17ရက်ကလည်းကျွန်းစုမြို့နယ်မဲတော်ရွာအုပ်ဖို့မော်ရွာစန်းနာငယ်ရွာချောင်းကြီးဝရွာတွေကစစ်ကော်မရှင်ရဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုချစ်ချောက်စာတွေပေးတဲ့ဆိုပြီးဖွဲ့ဝင်50ဥပါဒေါင်းနဲ့ပြည်ရဲ့အဖွဲ့ကိုစစ်ကော်မရှင်ကကံမော်နေမီရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှန်တွေနဲ့အမှုဖွင့်ထားပါတယ်။ဒါပြင်နိုဝင်ဘာလ19ရက်နေ့ကလည်းပလောမြို့နယ်ဗုတ်ချံရွာမှာစိုက်ထားတဲ့ကြက်ကြီးပါတီမဲဆွဲဆိုင်ဖို့ဖြစ်စီခံရတဲ့ဆိုပြီးရှာပွေနေဆက်သူကိုလည်းရွေးကောက်ပွဲဥပဒေပုံမှန်တွေနဲ့ပလောမျိုးမှရဲစခန်းမှာအမှုဖွင့်ထားပါတယ်။စစ်ကော်မရှင်ဟာတူရောင်ရွေးကောက်ပွဲကိုကာကွယ်နိုင်ဖို့ထောက်တန်း3နှစ်ကနေ9နှစ်နဲ့ငွေတန်းလည်းချမှတ်နိုင်တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်တွေနဲ့ဖန်ဆီးအရေးနေတာလည်းဖြစ်ပါတယ်။အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။